လွတ်လပ်တဲ့အာရှအသံ RFA လွတ်လပ်တဲ့အာရှအသံ RFA သည်အာရှရှိမီဒီယာလွတ်လပ်ခွင့်ကန့်သတ်ထားသောဒေသများသို့စဉ်းစားမရှိသောသတင်းများထုတ်လွှင့်ရာတွင်အဓိကအခန်းကဏ္ဍမှာပါဝင်ခဲ့ပါသည်။ပြင်းရဲ့သမိုင်းကြောင်းလက်ရှိစိန်ခေါ်မှုများနှင့်စိတ်ဝင်စားဖွယ်ချက်အချို့ကိုဖော်ပြပေးလိုက်ပါသည်။မူလအစနှင့်ရည်ရွယ်ချက် RFA ကို1994ခုနှစ်အမေရိကန်နိုင်ငံတကာထုတ်လွှင့်မှုဥပဒေအောက်တွင်1996ခုနှစ်မတ်လ10ရက်နေ့တွင်တည်ထောင်ခဲ့ပါသည်။ပြင်းရဲ့ရည်ရွယ်ချက်မှာတရုတ်နှင့်မြောက်ကိုရီးယားကဲ့သို့အာဏာရှင်အစိုးရများကိုအဓိကထား၍သတင်းလွတ်လပ်ခွင့်မရှိသောအာရှနိုင်ငံများသို့တိကျသောသတင်းများပေးပို့ရန်ဖြစ်ပါသည်။ပထမဆုံးထုတ်လွှင့်မှုများကတရုတ်မန်ဒရင်းဘာသာစကားဖြင့်ဖြစ်ပြီးနောက်ပိုင်းတွင်တိဘက်ဝီဂါနှင့်ကိုရီးယားအပါအဝင်ဘာသာစကား9မျိုးအထိတိုးချဲ့ခဲ့ပါသည်။ဒီထုတ်လွှင့်မှုများသည်အစိုးရဝါဒဖြန့်မှုကိုတန်ပြန်ရန်နှင့်ဒီမိုကရေစီတန်ဖိုးများကိုမြင့်တင်ရန်ရည်ရွယ်ပါသည်။1989 Tiananmen ရင်ပြင်အရေးခင်းပြီးတွင်အမေရိကန်ဥပဒေပြုအမတ်များကတရုတ်ရဲ့စဉ်းစားဖြတ်တောက်မှုကိုတန်ပြန်ရန် RFA ကိုတောင်းဆိုခဲ့ပါသည်။2010ခုနှစ်တွင် RFA ဟာလုပ်ငန်းများကိုဆက်လက်လုပ်ဆောင်ရန်အမြဲတမ်းကွန်ဂရက်လွှတ်တော်ရဲ့ခွင့်ပြုချက်ကိုရရှိခဲ့ပါသည်။ရန်ပုံငွေဖြတ်တောက်မှုများ2025ခုနှစ်မတ်လတွင်အမေရိကန်အစိုးရထိရောက်မှုဌာန DOGE မှ RFA အတွက်ရန်ပုံငွေများကိုရပ်ဆိုင်းခဲ့ပြီးဝန်ထမ်း85%ကိုခွင့်ပေးခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ဟာလုပ်ငန်းဆောင်ရွက်မှုများကိုပြင်းထန်စွာထိခိုက်စေခဲ့ပါတယ်။လုံခြုံရေးဆိုင်ရာစိုးရိမ်မှုများ RFA ဟာတရုတ်အမျိုးသားလုံခြုံရေးဥပဒေကြောင့်ဖြစ်ပေါ်လာသောအန္တရာယ်များကြောင့်2024ခုနှစ်တွင်ဟောင်ကောင်ရုံးကိုပိတ်ခဲ့ပါတယ်။စိန်ခေါ်မှုများကြားမှ RFA ဟာရေဒီယိုလူမှုမီဒီယာနှင့်ပေါ့ကစ်များအပါအဝင်ပလက်ဖောင်းမျိုးမျိုးတွင်ဘာသာစကား10မျိုးဖြင့်ဆက်လက်ထုတ်လွှင့်နေပါတယ်။မြန်မာဗီယက်နမ်နှင့်လာအိုလိုနိုင်ငံများရှိပရိသတ်များအတွက်အခမဲ့သတင်းအချက်အလက်ရဲ့အရေးပါတဲ့အရင်းမြစ်တစ်ခုအဖြစ်ဆက်လက်တည်ရှိနေပါတယ်။ RFA ရဲ့သတင်းအချက်အလက်များကို The New York Times နှင့် BBC ကဲ့သို့သောအဓိကမီဒီယာများကကိုးကားဖော်ပြခဲ့ပြီး RFA ရဲ့ယုံကြည်စိတ်ချရမှုနှင့်တက်ရောက်မှုကိုမိမောင်းထိုးပြခဲ့ပါတယ်။နှစ်များတစ်လျှောက် RFA ဟာတရုတ်ကအချက်ပြနှောက်ယှက်ခြင်းကိုရင်ဆိုင်ခဲ့ရပေမဲ့သတင်းအချက်အလက်များပရိသတ်များထံရောက်ရှိရန်နည်းလမ်းသစ်များကိုဆက်လက်ဖန်တီးနေပါတယ်။ RFA သတင်းထောက်အချို့ကသူတို့ရဲ့လုပ်ငန်းကြောင့်ပြည်ပတွင်ထောင်ချခံခဲ့ရပါတယ်။အဖွဲ့အစည်းကသူတို့ရဲ့မိသားစုများနှင့်တရားရေးကာကွယ်မှုများကိုထောက်ပံ့ပေးပါတယ်။ RFA ရဲ့ဘဏ္ဍာရေးအခက်အခဲများနှင့်နိုင်ငံရေးဖိအားများကြားမှအတန်မဲ့သူများအတွက်အတန်အဖြစ်ရင်းရဲ့အမွေအနှစ်ဟာဆက်လက်တည်ရှိနေပါတယ်။ RFA ရဲ့သတင်းလွတ်လပ်ခွင့်ကိုကတိကဝတ်ပြုခြင်းကရင်းရည်ရွယ်ချက်ရဲ့အဓိကအုတ်မြစ်တစ်ခုအဖြစ်ဆက်လက်တည်ရှိနေပါတယ်